ဟုတ်ကဲ့အားလုံးပဲမင်္ဂလာခင်ဗျာကျွန်တော်ဒီတစ်ခါမျက်ခမ်းလုံးနမိတ်အကြောင်းပတ်သက်ပြောပြနော်အသားလုံးနမိတ်ပေါ့ဒီခုကျွန်တော်ပြောပြချင်အသားလုံးနမိတ်မှာကျွန်တော်မွေးစီတွေမှာလူတော်များဖြစ်ကြတယ်ပေါ့နော်အောက်မျက်ခမ်းလောက်တာဘယ်လောက်တယ်တချို့ကညာလောက်တယ်ဘယ်ညာတချို့လောက်ကြတယ်နော်ဘယ်တဲ့ညာမတူကြဘူးပေါ့နော်လောက်တာနောက်တချို့ကလည်းအသားလုံးနမိတ်မှာအကျော်ကြောက်လှုပ်တာရှိတယ်အဲ့အပြက်အားနေလို့ပေါ့ဒီမျိုးလှုပ်တာလည်းရှိတယ်အချို့ကျတော့နမိတ်ကြောက်လှုပ်တာလည်းရှိတယ်ဒီအသားလုံးနမိတ်မှာနမိတ်ကြောက်လှုပ်တာဟိုကျွန်တော်ပြောပြပါနော်ယုံကြည်တဲ့ပုဂ္ဂိုလ်ဆိုရင်ရောဟိုနေပေါ့နော်ကြည့်ပေါ့နော်မယုံကြည်ပုဂ္ဂိုလ်ဆိုကြော်သွားပေါ့ဒါလုံးနမိတ်မှာအမျိုးမျိုးစီးတယ်ပေါ့နော်အမျိုးမျိုးစီးကြတယ်အခုကျွန်တော်ပြောကြအောင်အောက်မျက်ခံလောက်တဲ့နမိတ်အကြောင်းကျွန်တော်ပြောပြမှာနော်ကျွန်တော်မျိုးဆိုယောက်ျားလေးဖြစ်မိန်းကလေးဖြစ်ဒီအောက်မျက်ခံလောက်ရဲ့နမိတ်ဖြစ်တဲ့မှုနော်ဒီအောက်မျက်ခံလောက်မှာညာဘက်ဒီညာဘက်အောက်မျက်ခံလောက်တယ်ဆိုရင်ဘာဖြစ်တတ်လဲဆိုရင်ဘာလဲချစ်သူအတွက်ပူပင်တော့ကရောက်တာဖြစ်တတ်တယ်ပေါ့နော်ချစ်သူအတွက်ပူပင်တော့ကမှုရောက်တယ်ချစ်သူအတွက်ဝမ်းနဲ့ကြည်ကိုမျက်ရည်ကျတတ်တယ်ပေါ့ပူပင်တော့ကမှုဖြစ်တတ်တယ်နော်နောက်ဘယ်ဘက်အောက်မျက်ခံလောက်ရင်ဒီဘယ်ဘက်အောက်မျက်ခံလောက်တဲ့ခါကျရင်မျက်ရည်ပေါက်ကြီးငယ်ကျရတတ်တယ်တဲ့ဝမ်းနဲ့ပူဆွေးမှုပေါ့နော်မျက်ရည်ကြောက်မျက်ရည်ကျရမှာငိုရမှာပေါ့နော်ဒါကိုပြောတာဒါဒီကျောင်းမိတ်ဆွေတို့တည်တဲ့လူစီလို့မတည်လူလည်းစီတယ်နော်ဒီအတိတ်နမိတ်နဲ့ပတ်သက်တာကြီးနော်ဒါယုံကြည်တဲ့ပုဂ္ဂိုလ်တွေတော့ပေါ့နော်ကျွန်တော်တင်ဆက်ပေးတာ